ကျွန်တော်တို့မှာ idea တစ်ခုတောင်းမလို့ရှင်လဲဘဝမှာမှတ်ထင်တယ်ဖြစ်ခဲ့ဘူးရဲ့အဖြစ်တစ်ခုရှိရဆိုပါတော့ဒါပေမဲ့အဲ့ဒါကိုရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ဖန်တီးဖို့ဘယ်ကနေစရမှန်းမသိဖြစ်ဘူးလားကြဒါမှမဟုတ်ဗျာဇညုံတော့စပြီးရေးလိုက်ပြီပေါ့ဒါပေမဲ့လမ်းခုလက်တနေရာမှာဇလန်းကဘာဆက်လောက်ရမှန်းမသိဘဲနဲ့ကြောင်ပြောင်းနေတဲ့အခြေအနေမျိုးရောခဏကြုံဘူးလားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုမှာခမရဲ့စိတ်ကူးအတွေ့အကြုံကနေရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်အောင်စလည်ဆုံးပါဝင်တဲ့ 3S structure ကိုအသုံးပြုပြီးတော့ဘယ်လိုရိုးရိုးရှင်းရှင်းဖန်တီးလို့ရမလဲဆိုတာကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဗျအခြားနည်းလမ်းတွေတော့အများကြီးရှိတယ်ဗျဒါပေမဲ့ဒီ 3S structure ကရိုးရှင်းတယ်လွယ်လွယ်ကူကူလိုက်ပြီးလုပ်ကြည့်လို့ရတယ်အကယ်၍ခမဒီတိုင်းလိုက်လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဇလန်းကြီးတစ်ခုလုံးပြည့်စုံသွားတာမဟုတ်ရင်တော့ခမရဲ့ဇလန်းအတွက်အနည်းဆုံးမြေပုံချမ်းတစ်ခုတော့ခမရသွားလိမ့်မယ်မင်္ဂလာပါကျွန်တော်ကရုပ်ရှင်ဖက်စာကစိုးမိုးအောင်ပါမှတ်တမ်းတဲ့ဇလန်းရုပ်ရှင်တွေအကြောင်းအမြဲတမ်းဆွေးနွေးသွားမှာမလို့ခမကရုပ်ရှင်ချစ်သူတယောက်ဆိုရင်ရုပ်ရှင်ဖက်စာ channel ကို like and subscribe လုပ်ထားလို့ရပါတယ်ခင်ဗျဒီ 3S structure ဆိုတော့လိုတိုရှင်းပြောရရင်စလဲဆုံးဆိုတဲ့ act 1 act 2 act 3ဆိုတဲ့၃ပိုင်းပါမယ်ဗျပြီးတော့အဲ့ဒီ၃ပိုင်းထဲမှာ section ကိုတစ်ထစ်ချင်းစီဆွဲတင်သွားဖို့အတွက်နေရာ9နေရာပါမယ်အဲ့ဒီ9နေရာကအခုပုံမှန်ပြထားတဲ့အတိုင်းပထမဆုံး inciting incident လို့ခေါ်တဲ့ဇလန်း3တရားနေရာပြီးလို့ရှိရင် plot point 1ပြီးလို့ရှိရင် mid point ပြီးရင် plot point 2နဲ့ climax ဆိုတဲ့9နေရာပါမယ်ဗျအဲ့ဒီတော့ဒီ 3S structure ကိုအခြေခံပြီးတော့ the red balloon ဆိုတဲ့ရုပ်ရှင်ကားလေးကိုကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာကြည့်အောင်ဒီ the red balloon ဆိုတဲ့ရုပ်ရှင်ကားတို့လေးက1956ခုနှစ်မှာပြင်သစ်ဒါရိုက်တာ Albert Lamouris ကရိုက်ကူးခဲ့တာဖြစ်ပါတယ်ဒီဇလန်တိုလေးကဇန်ညွန်းအကယ်ဒမီဆုအပြင်ကိုင်းရုပ်ရှင်ပွဲတော်မှာအကောင်းဆုံးဇလန်တိုဆုရခဲ့ပြီးတော့ဆုတွေအများကြီးလည်းရထားတဲ့ကားဖြစ်ပါတယ်ပြီးတော့ဒီကားကရုပ်ရှင်သမိုင်းမှာအထင်ကြီးရုပ်ရှင်ကားတစ်ခုလည်းဖြစ်ပါတယ်34မိနစ်အရှည်ရှိတဲ့ဒီရုပ်ရှင်ကားကိုအခုချိန်ထိရုပ်ရှင်ကြောင်းတချို့မှာတင်ကြားရေးကားအဖြစ်အသုံးပြုနေစေလို့ကျွန်တော်လေ့လာရပါတယ်ခင်ဗျာဒီ34မိနစ်အရှည်ရှိတဲ့ဒီရုပ်ရှင်ကားတို့လေးထဲမှာစကားပြောတဲ့အခန်းကမပါသလောက်ကိုနည်းတယ်အဲဆိုတော့ကျွန်တော်တို့ကဇလန်ကောင်းတစ်ခုဖြစ်ဖို့အတွက်စကားတွေအများကြီးပြောနေမှမဟုတ်ဘဲနဲ့အပြရယ်ပြီးတော့ storytelling technique နဲ့ပဲဘယ်လိုကောင်းအောင်ဖန်တီးလို့ရလဲဆိုတာကိုဒီကားမှာလေ့လာကြည့်လို့လည်းရပါတယ်ရုပ်ရှင်ရဲ့အဖွင့်မှာငင်းငွေ့စရာကောင်းပြီးတော့အယောင်မဲ့နေတဲ့ပါရီမျိုးရဲ့မြင်ကွင်းတစ်ခုနဲ့စရတယ်ဗျပတ်စကယ်ဆိုတဲ့ကလေးလေးတယောက်ကအထီးကျန်စွာနဲ့ပဲကျောင်းသွားဖို့တယောက်တည်းထွက်လာခဲ့ပါတယ်ကျောင်းသွားတဲ့လမ်းမှာမိုးပြန်ဘူပေါင်းအနီရောင်လေးကလမ်းမီးတက်တိုင်ရဲ့ထိပ်မှာညှိနေတာကိုသူတွေ့ပါတယ်အဲ့ဒီဘူပေါင်းအနီရောင်လေးကိုဓာတ်မီးတိုင်ကနေတက်ယူခဲ့ပြီးတော့သူကျောင်းသွားဖို့ဆက်ပြီးထွက်လာခဲ့ပါတယ်ဒီဘူပေါင်းအနီရောင်လေးပါတဲ့အတွက်ဒရထားကလက်မခံတဲ့အခါသူကဒီဘူပေါင်းလေးကိုကင်ပြီးကျောင်းကိုပြေးရပါတော့တယ်ဒီလိုနဲ့ပဲကျောင်းကိုနောက်ကျပြီးရောက်သွားတဲ့အခါသူ့ဘူပေါင်းလေးကိုကျောင်းဆောင်အဖိုးကြီးစီမှာအပ်ခဲ့ပြီးတော့စာသင်ခန်းထဲကိုဝင်သွားပါတယ်ကျောင်းဆင်းပြီးပြန်ထွက်လာတဲ့အခါမိုးတွေရွာနေတဲ့အတွက်သူ့ရဲ့ဘူပေါင်းလေးမိုးရီမစိုးရလေအောင်ကြီးပါတဲ့လူကြီးတွေရဲ့အောက်ကိုဝင်ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်ဒီဇက်ဝင်ခန်းလေးတွေကချစ်စရာလည်းကောင်းတယ်အရန်လည်းကြပြဆန်းပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့အမေကဒီဘောလုံးအနီလေးယူလာတာကိုမကြိုက်ပါဘူးအဲ့ဒါကြောင့်ပဲဗရင်မောက်ကနေဘောလုံးလေးကိုလွှင့်ပစ်လိုက်ပါတယ်ကျွန်တော်အခုပြောသွားတဲ့အထီးက advance လို့ခေါ်တဲ့ဇလန်းရဲ့အစာပိုင်းမှာဒီအပိုင်းရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ဇလန်းတစ်ခုလုံးအတွက် setup လို့ခေါ်တဲ့မိတ်ဆက်တဲ့အပိုင်းမှာကျွန်တော်တို့ရဲ့အဓိက character ဖြစ်တဲ့ Pascal လေးကိုမိတ်ဆက်တယ်ဇလန်းတစ်ခုလုံးမှာပါဝင်လာမဲ့အရေးကြီးတဲ့ဘူပေါင်းအနီရောင်လေးကိုမိတ်ဆက်တယ်ပြီးတော့ Pascal နဲ့ဒီမိုးပြန်ဘူပေါင်းလေးရဲ့ခင်တွယ်လာမှုကဘာတွေကိုလည်းကျွန်တော်တို့ကိုနုံနုံညံ့ညံ့ခေါ်ဆောင်သွားခဲ့ပါတယ်နောက်တစ်ခုကတော့ဒီအနီရောင်ဘောလုံးလေးကိုလက်မခံနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်းစပြီးမိတ်ဆက်ပေးလိုက်ပါတယ်အဲ့ဒီ F1 အပိုင်းထဲမှာ inciting incident ဆိုတဲ့နေရာကတော့ Pascal ဘောလုံးနေရောင်လေးကိုစပြီးတွေ့တဲ့နေရာပါသူဒီဘူပေါင်းလေးကိုမတွေ့ခဲ့လို့ရှိရင်ဇလန်းကရှေ့ဆက်စရာမရှိပါဘူးပုံမှန်လိုပဲကြောင်းသွားမယ်ကြောင်းပြန်မယ်ဒီတိုင်းပဲဖြစ်နေမှာပါဒါပေမဲ့ဒီဇလန်းမှာတော့မိုးပြန်ဘူပေါင်းအနီရောင်လေးက Pascal ရဲ့နေ့စဉ်ဘဝထဲမှာအသက်တွေ့ကြုံလိုက်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်ဒီနေရာကပဲ dramatic needs လို့ခေါ်တဲ့ character ကတငယ်ချင်းတယောက်လိုချင်လိုက်တာဆိုတဲ့အကြောင်းအရာကိုစပြီးမိတ်ဆက်လိုက်တဲ့နေရာပါဒီနေရာလေးကိုစပြီးသတိထားကြည့်မယ်ဆိုလို့ရှိရင်ဒီဘောလုံးအနီရောင်လေးကိုမတွေ့ခင်ကပါရီမျိုးကြီးကအယောင်မရှိဘဲနဲ့မှုံမှုံမမိုင်းဖြစ်နေပြီးတော့ဒီဘောလုံးစတွေ့ပြီးနောက်တစ်ခန်းမှာတင်ဒီမျိုးကြီးကအယောင်တွေလူတွေစုံလာပါတယ်အဲ့ဒါကတော့ဒီ inciting incident ဆိုတဲ့ point လေးကို highlight လုပ်လိုက်တဲ့သဘောလို့ကျွန်တော်ကယူဆပါတယ်ကျွန်တော်တို့ဥပမာအားဖြင့်ဒီ inciting incident ဆိုတာဘယ်လိုနေရာမျိုးလဲဆိုလို့ရှိရင်ကျွန်တော် Harry Potter ရဲ့ Sorcerer Stone ပထမဆုံးကားမှာပေါ့နော်Harry Potter စီကို Hogwarts ကစာတွေစလာတဲ့နေရာမျိုးပါ
ပါရာဆိုက်ရုပ်ရှင်မှာဆိုလို့ရှိရင်လေကီဝူကိုတထေးအိမ်မှာကျူရှင်ပြဖို့သူတငယ်ချင်းကလာပြောတဲ့အခန်းမျိုးပါအဲ့ဒီလိုမျိုး inside incident ဆိုတဲ့ဇလန်းသတိတရားအဖြစ်အပျက်လေးတစ်ခုမရှိရင်ဇလန်းကဘဲမှရှေ့ဆက်လို့မရပဲဖြစ်နေတတ်ပါတယ်ဒီ inside incident အပြီး plot point နေရာကတော့ Pascal ရဲ့အမေကဒီဘူပေါင်းလေးကိုလက်မခံပဲ brain mount ကနေလွှတ်ပစ်လိုက်တဲ့အခန်းမှာအဲ့ဒီ plot point 1ကြောင့်ပဲဇလန်းကရှေ့ဆက်လို့ရသွားတာပါဥပမာအဖြစ်စဉ်းစားကြည့်ဗျာသူ့အမေကလက်ခံလိုက်တယ်ကျွန်တော်ဘာမှဆက်ပြီးပြဿနာတွေမရှိတော့တဲ့အတွက်ဇလန်းကလည်းဆက်စရာမရှိတော့ပါဘူးတစ်ချိန်တည်းမှာပဲမိုးပြန်ဘူပေါင်းနေအောင်လေးကတက်ရှိတငယ်ချင်းတယောက်အဖြစ်အသွင်ပြောင်းသွားပြီး Pascal ရှိကိုပြန်လာပါတယ်ဒီ plot point 1မှာကြုံရတဲ့လက်မခံမှုကပဲဇလန်းတစ်ခုလုံးကိုတည်ဆောင်သွားမဲ့မေးခွန်းဖြစ်တဲ့ Pascal လေးဟာသူလိုချင်တဲ့တငယ်ချင်းရမှရပါမလားဆိုတဲ့မေးခွန်းကိုလည်းစပြီးတော့မိတ်ဆက်လိုက်တာပါဒီရုပ်ရှင်မှာ Act 1နဲ့ Act 2အကူလေးကတည်တာတယ်ဗျ Black Screen ခံပြီးတော့နောက်တနေ့မနေ့စိုင်းတကားဆွဲဖွင့်လာနေပြီးတော့ Act 2စဝင်ပါတယ်ဒီခါလေးကျရင်ကျွန်တော်တို့က Inside Incident နဲ့ Plot Point ကိုနည်းနည်းရောတတ်ကြတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင် Harry Potter ကားမှာသူ့ရှီကို Hogwarts ကစာရီစလာတဲ့ဟာက Inside Incident မှာအဲ့အချိန်ထိ Harry Potter ကသူ့ကိုယ်သူ Wizard မှန်းလည်းမသိဘူးသူ့ရဲ့ဦးလေးကလည်းဒီစာရီ Harry Potter မရအောင်ဖျက်ဆီးနေတဲ့ကာလပဲရှိပါသေးတယ်အဲ့ဒါက Inside Incident မှာ Plot Point မဟုတ်သေးပါဘူးဒါပေမဲ့ Hagrid က Harry Potter ရဲ့မွေးနေ့ကိုရောက်လာပြီး Harry Potter မင်းက Wizard တယောက်ဖြစ်တယ်လို့ပြောလိုက်တဲ့အချိန်ကျမှ Harry Potter ကအရင်သူ့ဘဝမှာမရှိခဲ့ဘူးတဲ့အတွေ့အကြုံသစ်တွေစီကိုဦးတည်ပြီးပြောင်းလဲသွားတာပါအဲ့ဒီနေရာကမှ Plot Point 1လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်အခုကတော့ Act 2ထဲရောက်သွားပြီပေါ့ဒီအပိုင်းမှာဆိုလို့ရှိရင် Pascal နဲ့ဘူပေါင်းနေလေးရဲ့ဆက်ဆံရေးက Act 1နဲ့လုံးဝမတူတော့ဘူးကစားစရာတစ်ခုထပ်ပို့သွားပြီအပြန်အလှန်စကားပြောတယ်အတူကစားတယ်ဆိုတော့ပုံစံမျိုးစပြီးပြောင်းသွားပြီအဲ့ဒါနဲ့ပဲဒီအပိုင်းမှာသူကကြောင်းကိုသွားတယ်ကြောင်းရောက်တော့လေကျောင်းကကလေးတွေဆရာတွေကဒီဟာကိုစိတ်ဝင်စားတယ်ဒါပေမဲ့ဇလန်းကအရန်ကြီးအချိန်တက်သေးတာမဟုတ်ဘူးဒီစိတ်ဝင်စားမှုမြင့်တက်လာတဲ့ adventure တစ်ခုလိုဖြစ်နေသေးတဲ့အပိုင်းပဲရှိသေးတယ်အဲ့ဒီနေရာမှာပဲဇက်ကအလှည့်ပြောင်းတစ်ခုစဖြစ်ပါတယ်မိုးပြန်ပူပေါင်းနေအောင်လေးကကျောင်းကန်းထဲကိုဗရင်ပေါက်ကနေဝင်ပြီးတော့ကျောင်းအုပ်ဆရာကြီးကိုမထီမဲ့မြင်ပြုတ်လိုက်တယ်အမှန်တော့သူ prank လုပ်တာပေါ့ဗျာဒါပေမဲ့အဲ့ဒါကိုကျောင်းအုပ်ဆရာကြီးကစိတ်ဆိုးပြီးတော့ Pascal ကိုဘောလုံးနဲ့ခွဲအခန်းထဲပိတ်ပြီးတော့အပြစ်ပေးလိုက်တယ်အဲ့ဒီနေရာ mid point ပဲအဲ့ဒီကနေစပြီးတော့ဒီမိုးပြန်ပူပေါင်းအနီရောင်လေးကလူကြီးတွေရဲ့အသားကျပြီးသား society တစ်ခုဒါမှမဟုတ် system တစ်ခုထဲမှာလက်မခံနိုင်တဲ့ကိစ္စအဖြစ်ပေါ်ပေါ်ထင်ထင်စပြီးဖြစ်လာတာပါအဲ့ mid point ရဲ့ပြီးမှာစိတ်ဝင်စားစရာကောင်းပြီးတော့ကျွန်တော်အရင်ကြိုက်တဲ့အခန်းလေးတစ်ခုရှိရဗျအဲ့ဒါက Pascal ကလည်းဘူပေါင်းလေးကင်ပြီးပြန်လာတယ်လမ်းမှာအဲ့လိုပဲမိုးပြန်ပူပေါင်းအပြာရောင်လေးကင်ထားတဲ့ကောင်မလေးနဲ့တွေ့ရပါအဲ့ဒီအခန်းကဒီရုပ်ရှင်ဟာ Pascal ဆိုတဲ့ကောင်လေးတယောက်ရဲ့ပုဂ္ဂလိကကနေပြီးတော့အခြားကလေးတွေကိုပါကိုစားပြုတယ်ဆိုပြီးတော့နောက်ထပ် level up သွားသလိုကျွန်တော်ခံစားရပါတယ်ကျွန်တော်အနေနဲ့တော့အဲ့ဒီစက်ဝင်ခန်းလေးကတော်တော်လေးနူးနူးညံ့ညံ့နဲ့ထိထိမိမိလည်းရှိတယ်လို့မြင်ပါတယ်ဒီ mid point ပြီးမှတော့ဇလန်းကရှေ့ကနေမတူတဲ့အခြေအနေတွေစတင်ဖြစ်ပေါ်လာပါပြီတနည်းအားဖြင့် Pascal အတွက်စိန်ခေါ်မှုတွေအခက်အခဲတွေကလှုပ်လှုပ်ရှားရှားစပြီးဖြစ်လာတဲ့နေရာပါဘယ်လောက်ထိလှုပ်လှုပ်ရှားဖြစ်လဲဆိုလို့ရှိရင်ကလေးအုပ်စုလိုက်ကြီးက Pascal နောက်ကိုလိုက်ပြီးဘောလုံးကိုလုဖို့ကြိုးစားတဲ့အထိကိုဇလန်းကိုဆွဲတင်လိုက်တာပါဒါကလည်းခုနက mid point နေရာမှာတွန်းတင်ပေးလိုက်တဲ့ session ဖြစ်ပါတယ် Pascal လေးကပထမအချိန်မှာသူ့ဘူပေါင်းလုခံရမယ့်အရေးကနေလက်မတင်လေးလွတ်သွားပါသေးတယ်ဒါကလည်းကျွန်တော်ရဲ့နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့အန္တရာယ်ကိုကြိုးပြီးမိတ်ဆက်လိုက်တဲ့သဘောပါနောက်တစ်ခါမှာတော့ Pascal လေးနဲ့သူ့အမေ Chess ကိုသွားတယ် Chess ကဘောလုံးအနီလေးကိုလက်မခံမဲသူ့ကိုမောင်းထုတ်ခဲ့တယ် Pascal ကစိတ်ပြက်လက်ပြက်နဲ့ပြန်လာရင်မုံဆိုင်တစ်ခုရောက်တဲ့အခါမှာတော့ဘောလုံးလေးကိုပြင်မဆောင်ခိုင်းပြီးသူမုံဆိုင်တွေကိုဝင်သွားခဲ့ပါတယ်ဒီတစ်ခါမှာတော့ Pascal ကအလဲငိုက်မိသွားပြီးသူ့ရဲ့မိုးပြန်ပူပေါင်းလေးကအလို့ယူခံလိုက်ရပါပြီ Pascal ကသူ့ရဲ့ပူပေါင်းလေးပြန်ရဖို့အသေးအတန်စူးစမ်းပါတော့တယ်ဒီအခန်းကတော့တကယ်ကို action sequence ပါသူ့နောက်ကိုလိုက်လာတဲ့လူကြီးရဲ့ရန်ကနေလွတ်အောင်ပါရီမျိုးရဲ့လမ်းကြိုလမ်းကြားကနေပြေးတဲ့အခန်းကြီးကအရန်လဲကြည့်လို့ကောင်းတယ်အရန်လဲစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဒီအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်း plot point 2ကဘယ်နေရာလဲဆိုလို့ရှိရင်မုံဆိုင်မှာသူ့ရဲ့ဘောလုံးလေးအလုခံလိုက်ရတဲ့အခိုက်အတန့်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ရုပ်ရှင်တွေမှာဒီ plot point 2ဆိုတဲ့နေရာကကျွန်တော်တို့ရဲ့ character အတွက်အခက်အခဲအကျက်တဲဆုံးနေရာတွေဖြစ်တတ်ပါတယ်ပြီးတော့လည်းဒီအခက်အခဲအကျက်တဲကိုကြော်လွှားဖို့စိတ်ရောလူရောအစွမ်းကုန်စူးစမ်းရတဲ့နေရာတွေပါအဲ့လိုစူးစမ်းရင်းနဲ့ပဲဇလန်းကနောက်တစ်ပိုင်းဖြစ်တဲ့ Act 3တဲ့ကိုဝင်သွားတာပါ Pascal ဘလို့ပဲစူးစမ်းသူ့ရဲ့မိုးပြန်ပူပေါင်းနေလေးကိုသူမကာကွယ်နိုင်ခဲ့ပါဘူးကွင်းမြင့်တနေရာအရောက်မှာသူကြောင်ပိတ်ခံလိုက်ရပြီးတော့သူ့ပူပေါင်းလေးကလည်းလေးခွားနဲ့ပြည့်ဂယ်လုံးနဲ့ထုနောက်ဆုံးမှာနင်းချေဖြက်စီးခံလိုက်ရပါတယ် Pascal ဆိုတဲ့ကောင်လေးအတွက်ခင်တွဲရာတငယ်ချင်းကောင်းဖြစ်တဲ့မိုးပြန်ပူပေါင်းအနီရောင်လေးကပျက်စီးသွားခဲ့ပါပြီ
ဒီနေရာဟာဇလန်ရဲ့ climax ပါကျွန်တော်တို့ဇလန်အစမှာစပြီးမေးခဲ့တဲ့ Pascal ကတငယ်ချင်းကောင်းတစ်ယောက်ရမှာလားဆိုတဲ့မေးခွန်းကိုအဖြေပေးလိုက်တာပါသူတငယ်ချင်းကောင်းတစ်ယောက်လက်လွတ်ဆုံးရှုံးလိုက်ရပါပြီဒါဟာ climax ဆိုတဲ့ point ရဲ့လှုပ်ဆောင်ချက်တစ်ခုပါဇလန်ရဲ့အဆုံးမဟုတ်သေးပါဘူးအခုမှဇလန်ရဲ့အဆုံးပိုင်းမှာပါရီမြို့နေရာပေါင်းစုံမှာရှိတဲ့ကလေးတွေစီကရောင်စုံပူပေါင်းလေးတွေဟာ Pascal စီကိုရောက်လာခဲ့ပါတယ်အဲ့ဒီဘောလုံးလေးက Pascal ကိုမတူရင်လက်မခံတဲ့အထူးဆန်းဆိုလို့ရှိရင်နားမလည်နိုင်တဲ့ society နဲ့လွတ်မြောက်ရာပါရီမြို့ကောင်းငင်ရံကိုတည်ဆောင်သွားပါတော့တယ်ကျွန်တော်အနေနဲ့ဒီနေရာကိုတော့ director ရဲ့ statement လို့မြင်ပါတယ်ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင် Pascal လေးကအတွေ့အကြုံတွေဖြတ်သန်းပြီးတဲ့နောက်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြီးတစ်ခုဖြစ်သွားတာပါကျွန်တော်တို့အခုပြောသွားခဲ့တဲ့ structure ကိုအခြေခံပြီးတော့မိတ်ဆွေရဲ့ idea ကိုလည်း checklist တစ်ခုကျွန်တော်လုပ်ကြည့်အောင် advanced setup ဒီအပိုင်းမှာခင်ဗျား character ရဲ့နေ့စဉ်ဘဝကဘာလဲ inside incident ခင်ဗျားရဲ့ story အတွက်ဘူပေါင်းအနေအောင်လေးကဘာဖြစ်မလဲတနည်းအားဖြင့်ပြောရလို့ရှိရင်ဇလန်းကိုစတင်ဖို့ပထမဆုံးဖြစ်တဲ့အဖြစ်အပျက်ကဘာလဲအဲ့ဒီအဖြစ်အပျက်အပြီးမှာရောခင်ဗျားရဲ့ character ကဘာကိုလိုချင်တာလဲသိရပြီလား plot point 1ခင်ဗျားရဲ့ story မှာ character ကသူလိုချင်တာရဖို့ဘယ်လိုအရာမျိုးတွေကတားဆီးပြီးတော့အခက်အခဲတွေဖြစ်နေရလဲ act 2 confrontation ဒီအပိုင်းမှာခင်ဗျား character ကဒီအခက်အခဲတွေကိုကျော်လွှားဖို့ဘယ်လိုစပြီးစ조사ရမှာလဲ mid point ခင်ဗျားရဲ့ story ကိုနောက်ထပ်အလှည့်ပြောင်းဖြစ်စေမယ့်အရာကဘာလဲအဲ့ဒီအလှည့်အပြောင်းကတော့ character ကိုအရင်နဲ့မတူတဲ့အခက်အခဲမျိုးတွေပေးနေပြီလား plot point 2အဲ့ဒီနေရာမှာခင်ဗျားရဲ့ character ကအသေးအတန်ရုန်းကန်စ조사နေရပြီလား climax ကျွန်တော်တို့ဟိုးဇလန်အစမှာတည်းကသတိတီးခဲ့တဲ့ character ရဲ့လိုအပ်ချက်ကပြည့်သွားလားဒါမှမဟုတ်ကြာရှုံးသွားလားခင်ဗျားရဲ့ story ကိုဒီလို checklist လေးနဲ့အသေးစိတ်တစ်ချက်ချင်းစီမေးပြီးသွားပြီဆိုရင်တော့ခင်ဗျားအတွက်ဇလန်ကောင်းတစ်ခုဖြစ်ဖို့မြေပုံချမ်းစရသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဒီ The Red ဘောလုံးရုပ်ရှင်ကားကို story structure အနေနဲ့ပြောဖို့တော်တော်စဉ်းစားရတယ်ဆိုတာထက်လန့်တာပေါ့ဗျာဒီရုပ်ရှင်ရဲ့ကြီးကျယ်ခမ်းနားတဲ့အနုပညာမြောက်မှုကိုကျွန်တော်မတန်မရလုံးမိသလိုဖြစ်မှာစိုးတာပါဒါပေမဲ့လည်းဒီရုပ်ရှင်ကရုပ်ရှင်ချစ်သူတွေအတွက်တကွေးခွေမှာကြည်တဲ့လေးလာတဲ့ကားဖြစ်တာကြောင့်ကျွန်တော်လှုပ်လိုက်တာပါ Okay ကျွန်တော်အခုပြောသွားတဲ့ story structure ဆိုတာကလူတစ်ယောက်ဖြစ်ဖို့ဒါကတော့ဦးကောင်းဒါကတော့လေပင်ဒါကခန္ဓာကိုယ်ပိုင်းဒါ6စသည်ဖြင့် structure တတ်ပါအဲ့ဒီ structure တွေသူ့နေရာနဲ့သူအလုပ်လုပ်နိုင်ဖို့အသွေးအသားအကြောတွေလိုအောင်ပါဒီလိုပါပဲရုပ်ရှင်မှာလည်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ဖို့အတွက် structure အပြင်အခြားအများကြီးလိုအပ်သေးတယ်ဆိုတာလည်းကျွန်တော်တို့သတိထားရပါမယ်နောက်တစ်ခုအရေးကြီးတာကဒီ structure ဆိုတာဘာပြည့်ထည့်လိုက်အားလုံးကောင်းသွားမယ်ဆိုတဲ့ formula မဟုတ်ပါဘူးကိုမှရှိတဲ့ idea တစ်ခုအတွေ့အကြုံတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းအနေနဲ့အချိတ်ဆက်မိအောင်သုံးလို့ရတဲ့ guideline တစ်ခုသာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေအတွက်တစုံတရာထောက်ကူပြုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရုပ်ရှင်ဖတ်စာ channel လေးကို like and subscribe လုပ်သွားပေးပါခင်ဗျာအားလုံးပဲတက်နိုင်သမျှအဆင်ပြေကြပါစေ